အားလုံးပဲဒီမှာကျွန်တော်ခိုင်းလို့ဘောက်ဖရူထဲမှာလူကြိုက်အများဆုံး fruit တစ်ခုဖြစ်တဲ့ ဘယ်မှာလဲကားလေးနည်းနည်းတော့ပြောလိုက်အရင်ဦးဆုံးအနေနဲ့ဗီဒီယိုလေးကို like လုပ်ပြီးတော့ channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါဦးဒါနဲ့ခင်ဗျားတို့တွေးကြလိမ့်မယ်ဘာလို့ဒီဘေးက level 2000ကျော်ကိုရုတ်တရက်ကြီးရောက်သွားလဲပေါ့ဘာမှမဟုတ်ဒီဘေးက hacker လားအဲ့ဒါတခုမှမဟုတ်ပါဘူးကျွန်တော်ဒီ block fruit ဗီဒီယိုတွေကိုဂျွန်လာလောက်တည်းက record လုပ်ထားခဲ့တာပါဒါပေမဲ့အခုမှပဲတင်ပြတာပြောရရင်ဂျားထဲမှာ channel အပိတ်ခံတာလို့မတင်ပြလိုက်တဲ့ဗီဒီယိုအစ်စ်တွေပဲဖြစ်ပါတယ်အစ်စ်တွေဆိုတာတော့ဘယ်သူမှမကြည့်ရသေးတဲ့ဗီဒီယိုတွေပေါ့နော်ဒါပေမဲ့ဒီဗီဒီယို clip တွေကတော့အဟောင်းနေပါပြောတာနားလည်ကြမှထင်ပါတယ်ဒီမှာမြင်တဲ့အတိုင်းပဲဒါကတော့ Dog Fruit V1 ရဲ့ ability ပဲဖြစ်ပါတယ် Caster က NPC မရှိဘူးဆိုတော့ကျွန်တော်အနည်းဆုံးကျွန်းတစ်ခုသွားလိုက်မယ်အကြမ်းမှာကျွန်တော်ရဲ့ဒီ Dog Fruit V1 ကိုအရင်စမ်းလို့ရမှာပေါ့နော်ကဲမကြခင်ကျွန်တော်တို့ floating turtle ကိုရောက်တော့မယ်ဒီနားမှာ NPC ရှိရအဲ့ကောင်လေးနဲ့ပဲကျွန်တော်စမ်းပြလိုက်တော့မယ် Okay ဟာစောက်ပြတ်တနာပဲတက်စီက hacker တွေကြီးပဲကွာဒီမှာကြည့်လိုက်မြန်မာကြီးကွာနာမည်ကခန့်နဲ့မကြည့်အဲ့ပဲကြည့်လိုက်အဲ့ပဲလာလိုက်မယ်ဒီကို auto fan ဆိုလာပဲအဲ့ဒါဖြစ်မယ်နော်ဒီကောင်လေပေါ်ကနေမစင်းဘူးကဲထားလိုက်ပါကျွန်တော်တို့အခု Dog Fruit permanent ဝယ်တာပေါ့နော် Dog Fruit permanent ဝယ်တာဆိုတော့ကဲအဲ့ကောင်ကို full awaken လုပ်မယ်အရင်ဆုံးဒီမှာရှေ့ကောင်တွေစောက်ခွက်လိုက်ထိုးပြီးလူစုရမယ်မေးပေးလေမအေးပေးလေမအေးပေးလေဟာငါအဖက်လုပ်ပါဦးအဖက်လုပ်ပါဦးညီလေးရဲ့နေဦးနောက်ပြီးတော့ဒီ Dog Fruit က elemental fruit ထဲမှာပါပါတယ်ဒီ anime ထဲမှာဆိုရင်တော့ကာတာကူရီကစားတာပေါ့နော်နေဦးကလူစုပြီးမှတုံးလို့ကောင်းပါဟိုကောင်ခေါ်လောက်မယ်မြန်လားမင်းကပထမဦးဆုံးဟာတော့ fried dog လို့ခေါ်ပါတယ်ဒီမှာမြီးနဲ့ဒီနဲ့ပြစ်လိုက်တာပေါ့နော်ဒီဘောက fried dog ဆိုတော့ဘာကြီးတုတ်ကြော်ဒါကြီးကတော့ကင်ပေါက်တာပါဒီ sticky dog ဆိုတာတော့ကင်ပေါက်တာပေါ့နော် Hell no, man. What the fuck, man? bracelet dog brush ဆိုတဲ့ဟာကြီးကတော့တော်တော်ချမ်းပါတယ်မအေးသေးဟမ်စောလာငါ့ကိုဝိုင်းလောက်ထားတာဒါကြီးကတော့တော်တော်မိုက်တယ်အဝေးကန်းဆိုပို့ပြီးတော့မိုက်မယ်ကွာဘုံနောက်ဆုံးကြံနေတဲ့ roller donut ကိုတုံးကြည့်အောင် roller donut ကတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ donut အကွင်းလဲဝါပါထားပါပဲစောနာပြောဖို့ကြံနေတာဘာလဲဆိုတော့ V1 မှာရှိတဲ့ roller donut ကပင်လယ်ထဲကိုသွားလို့မရဘူးဒီ V2 မှာပဲပင်လယ်ထဲကိုသွားလို့ရမှာပါအခုကျွန်တော် full awaken လုပ်ပြီးမှပဲပင်လယ်ထဲကိုသွားပြမယ်ဒီမှာတော့2ယောက် duro dog rate မှာဖြစ်ပါတယ်ဟေး2ယောက်တည်းအဆင်ပြေပါလားတော့မသိဘူး तू ကတော့ carry မယ်လို့ပြောတာပဲ Oh my god မချခင်မှာစတော့မယ်ဟာအိုးစပြီကျန်းတယ်ဒီ rate ကတကယ်ကျန်းတယ်ဒီကောင်นี่ဘယ်ကပေါ်လာမလို့မဲစောင့်ကြည့်ရမယ်ဟောဒီမှာလာပြီဒီဘဲလာပြီရပါတယ် AC ပါဟိုကောင်တေတော့မယ်မင်းတေတော့မယ်မေဘေးလေးရဲ့ရှေ့ကိုတခြားကြည့်ရောမကင်ပေါက်ပေးလိုက်ပြီဒီကောင်လေးက level တော်တော်မြင့်နေနော်အဲ့မှာကွာထိုးပေးလိုက်ပြီကြည့်ရကုံသွားပြီလားလို့မရှိတော့ဘူးအော် okay island 1တော့ပြီးသွားပြီ let's go မြင်သွားမယ်အော်ဒါနဲ့အခုမှသိထားမိရကျွန်တော် sharp race ပြောင်းတာပေါ့နော်အကြောင်းမလို့ရေကူးလို့ရပြီဒီမှာကြည့်လိုက်ရေနဲ့ထိပြီးတေးမှာကြောက်စရာမလိုတော့ဟိုကတွေ့ပြီအချက်တစ်ထောင်လက်ဒီးရွာဘမ်အချက်တစ်ထောင်လက်ဒီးရွာအဲ့ဒါကိုပြောတာကွာထုတ်ဝေးလိုက်ဟောဒီမှာ fried တို့ Oh my god ပြောထားပါပဲကျုံမိလိုက်ပြီဘုံကင်ပေါက်ပြီးလိုက်ပြီဒါပဲရော့ဘမ်ထွင်းအိုးလာကြပဲ Okay island 2ပြီးသွားပြီနောက်တဲ့ island တစ်ခုသွားလို့ရပြီကွာ Let's go ဒီ island နည်းနည်းပိုခတ်တယ်လို့ပြောတယ်ကွာထောင်းမိလိုက်ပြီကွာ short ညိုဒီကောင်းလေးနာအရန်ကတ်လို့မကောင်းဟာညီလေးကဒီနားမှာဘာလုပ်နေရလဲကင်ပေါက်ပေးလိုက်မယ်ရော့ချက်ထောင်လက်ဒီဆိုအဲ့ဒါကိုပြောတာအိုးနေပါကိုစတာအကိုစတာလို့လဲကြပဲအိုးငါ swap တာ level တင်ထားရင်တော့စောနာ midnight blade damage ကတော်တော်ရွတ်ထွက်မှာကွာအခုက swap က level မတင်ထားတော့ damage ကမထွက်ဘူးဖြစ်နေရရှိသမျှ step တွေအကုန်လုံး block fruit တင်ထားဆိုတော့တွားတာပဲဒါပေမဲ့အမအတုံးဝင်နေကွာဟာ
Oh my god 4900ရဲ့ damage ကမစိုးလို့ပြောလို့ရရင်နော်ဒါပဲဒါပေမဲ့ဒီအချက်တစ်ထောင်လက်သီးနဲ့ထိုးတယ်နည်းနည်းကြာရွာဘေးကနေကျွန်တော်ကျုံသွားနိုင်တယ်ခုတော့မှဒီကောင်းနေ2ချက်3ချက်လောက်နဲ့တော်တော်အီနေကျုံးများတော်တော်ကြီးလှတာဗျဟို Midnight Blade ကတကယ်စောက်ရင်လမ်းလုံးနေဗျတော်တော်ကြီးတန်တယ် Astroplasm အခု100ပြည့်ရင်ကိုကျွန်တော်တို့ဝယ်လို့ရရဆိုတော့လုံးဝလမ်းတယ်ကဲအခု Island 3ပြီးသွားပြီ What the fuck Island 4ကပူချမ်းလောက်မယ်ကွာတခုဆိုတော့ငါရေထဲဆင်းပြေးမှာရေကူးလို့ရရဆိုအဆင်းပြေးဒီကောင်ကိုကြိုက်ပေါက်မယ်အဲ့ဒီမှာထူအောင်မိလိုက်ပြီထူတာနဲ့ထောင်းတာနဲ့ကိုနှစ်ခုပေါင်းလိုက်ဟလားထူအောင်မိလိုက်ပြီအဲ့နှစ်ကောင်လုံးဟုတ်လားထိုးစမ်းကွာဇက်တိုက်ထိုးစမ်းနောက်ဆုံးအိုင်းနဲ့ရောက်ပြီကွာအော် boss down spawn တော့မယ် boss ကတော့တော်တော်ကျန်းတော့မယ်ဗုဒ္ဓတော့တော်တော်ရွကျန်းတာကွာအိုးရောက်တော့အများကြီးပဲOh what the fuck နှစ်စိလားအဲ့ဟိုကောင်တော့ရတာမသိဘူးနှစ်စိရောကျွန်တော်တော့ရတော့မဟုတ်ဘူး Okay ကိုတော့ပြေးရကောင်းတယ်ခုတ်ပြီးတော့ဟာ damage ကမထွက်ဘူးကွာ Midnight Blade လေးဒါ damage ထွက်လိုက် share ပဲ Oh my god လစ်ပြေးမလေးတေရောပါပဲ What the fuck တော်ရပါကွာရေကူးပြီးသွားလို့ရအစပြေသွားတယ် Oh my god နောက်တစ်ချက်ဆိုငါတေးပြီဟာတော်ရပါကွာအဝေးကနေတော့ damage ပေးလို့ရလောက်မယ်ထင်တယ်ရှော့မှာလမ်းမြပြစ်ပေးလိုက် Okay မထီပါဘူးဟာရှော့ဒီမှာပြစ်ပေးလိုက်အနာတော့မကက်ရဘူးဗျာဟိုကောင်ကြောရင်ကျွန်တော်တန်းသေးမှာတေးကြတယ်မင်းနဲ့ကလည်းဘဲကောင်ပူချမ်းနေဆိုတာပြရသေးတာပေါ့အဝေးကန်ပူချမ်းလား V1 ပူချမ်းလားဆိုတာပြဟမ်တွေ့လားနောက်ဆုံးကျွန်တော်ရဲ့ထိုးချမ်းနဲ့နိုင်သွားတာတွေ့လား Hell no, man. What the fuck, man? Okay အခုကတော့ကျွန်တော် Dope Rate ရဲ့ပထမအဆုံး Rate ကတော့ပြီးသွားပါပြီကျွန်တော်မှာ Fragment 3000ကျော်ရှိရဆိုတော့ Fragment တွေကတော့လုံလောက်ပါတယ်ပထမအဆုံး Z Ability ပေါ့နော်အဲ့ဒါကိုတော့ Fragment 900ပဲကုန်ပါပါကဲ Sona ကတော့ဒုတ်ကျော် Fried Dope ဆိုတာမရှိတော့ပါဘူးအခုကတော့ Missile Jet ဖြစ်သွားပါပြီဟာငမေဘေးကွာ Hacker နဲ့လာတွေ့ပြန်ပြီဒီဘဲတွေတွေ့တာဒီဘဲတွေက C3 မှာ Hacker တွေကြည့်ပဲလို့နင်းကငါရဲ့ ability လေးကိုနည်းနည်းစမ်းကြည့်ရမယ် Oh my god Sona လက်ဒီရပို့ပြီးတော့ချီးသွားတယ်ကွာပြီးတော့ Wow ပေါက်ခွဲတာရကြမ်းလိုက်တာ Dofru V2 ရဲ့ Z ability ကိုသူ့အပေါ်မှာစမ်းလို့ရလားလို့ကျွန်တော်မေးလိုက်ပါတယ်သူကလည်းရတယ်လို့ပြောတယ်ပေါ့နော် Okay အဲ့တော့ကျွန်တော်ဒီဥစ္စာကို damage ဘယ်လောက်ထွက်လဲဆိုတာစမ်းကြည့်လိုက်အောင်မယ် Missile Jab Boom ဟိုလွတ်ထွက်သွားပဲရောဟိုဝေးရလွတ်သွားပဲJab ဆိုတဲ့အတိုင်းပဲသူကလုံးဝထိုးချက်ကပိုလန်းသွားတယ်ကျွန်တော်လည်းသူစမ်းပြီးရတော့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်ကဲအခုကျွန်တော်ဆက်ပြီးတော့ rate ကြရအောင်damage ကတော့2000ကျော်ထွက်တယ်ပေါ့နော်ကျွန်တော်အဝေးလွန်သွားတယ် damage ဘယ်လောက်ထွက်လဲတော့မကြည့်လိုက်ရအောင် Sona လို့ Duro မဟုတ်တော့ဘဲနဲ့အခုကတော့4ယောက်လူစုံတက်စုံနဲ့ rate မှာပါအဲ့ဆိုရင်တော့ easy ပါပဲအိုးငါတို့ဘက်က ice fruit user ပါတယ်ဟာဂျန်နဲ့တယောက်ကတော့ဘာအသီးစားတာတော့မယ်ဟောညီလေးကဒီမှာဟိုးကွာထိုးပေးလိုက်ပြီမင်းအားရောကင်ပေါက်မှုဟောကင်ပေါက်လို့မရလိုက်ဘူးညီမလိုပဲထိုးပါရှုပ်ဟောဒီမှာ Missile Jab အိုးရှည်တယ်မိုင်းတွေကွာပောက်ခွဲတာကြီးကိုတော်တော်ကြိုက်တယ်နောက်ပြီး sound effect ကလှချက်ပဲတော့ဖြစ်ကုန်ပြီနားထောင်လို့ကောင်းချက်ပဲအဲ့ဒိုးနဲ့အရီလေးကြာနေအတန်လေးဆောင်းရမိုက်တယ် Missile Jab Okay အနီးကကြောက်ပောက်ခွဲတာပုံမိုက်တယ်ကွာဒါပေမဲ့အဲ့လောက်အနီးကကြောက်ဖိထားလို့မရချက်ချင်းနှိမ့်လိုက်ရပါတော့အဲ့တော့ဒါပေမဲ့ကတိတ်တော့ထွက်မှာတော့မဟုတ်ဘူးထင်တာပဲထိုးပြရရမ်းမယ်အိုးလှချက်ပဲဗျိုးဒိုးဖရူရောက်တကယ်လန်းနေဗျအခုမှ V2 မှာ scale တစ်ခုပဲရှိသေးရတော့မှလန်းနေနောက်ကျရင်ပို့ပြီးတော့လန်းလာမှထင်တယ်ဟိုခစ်ရှူနေကြနေရနော် Midnight Blade ကအော်မပြီးသေးဘူးငါပြီးသွားပြီထင်နေကြာရွေးဟာမိုက်တယ်ကွာတကယ်မိုက်ကဲ Island 2 ပြီးသွားပြီဆိုတော့ Island 3ကိုထိုးရအောင်မြင် let's go short မှာပြစ်ပြီးလိုက်အိုး damage 1400တဲ့1400နဲ့1400မားနေတေတော့မှာပဲမိဘီလေးရစကားပြောဝင်မပေးဘူးဗျာကျန်းချက်ပဲမင်းတို့ကောင်လေလာပြီကွာ Missile Jab အကြီးနဲ့လှမ်းပစ်ပေးလိုက်မယ်
အိုးဒါပေမဲ့တောင်းရှစ်တောင်တော့မှကျန်းကြပဲ let's go island 3ပြီးသွားပြီကျွန်တော်တို့ island 4ရောက်တော့မယ်ဟောငါပြောင်းမြန်ကြီးသွားနေဟော let's go ဆိုပြီးတော့ပြောင်းမြန်ကြီးသွားနေဒီကသွားမှာရှီကူးရွသွားတော့မယ်ဟောဘာမမြင်ရတော့ရန်တမ်းပြီးတော့ထုနေဘာမှမမြင်ရတော့အာ CDK ရာမသိပါဘူးကွာ CDK ရောဟိုဆိုးဂီတာတွေရောရှုပ်နေရပဲရှော့နေတယ်ဒီမှာဘာလုပ်နေလဲနောက်တစ်ချက်ထိုးပေးလိုက်ပြီဟလားဟာမတည့်ဘူးလားဟာတည့်သွားပြီအကောင်တည့်သွားပြီလာကင်ပေါက်ပေးလိုက်မယ်ရော့မှာထောင်းပေးလိုက်ပြီအပေါ်ခုံပြီးတော့အားရပါကျွေးအောင်မင်းအောင်မဘာလာလောက်တာတော့ဒီကောင်ကန်ဆယ်မဲပေါက်သွားကန်မကောင်းကန်ဆယ်မဲပေါက်ပြီးကန်မကောင်းတာဒီကောင်မရှိအောင်မယ်အဝေးကနေသွားပြီးတော့လှမ်းပြည့်ရတယ်အရသာတစ်ခုပဲအနီးကတော့အဲ့လောက်ကြီးချရမလို့လေကိုယ့်ဘက်မှာလည်း teammate 3 ကောင်ပါတယ်ဆိုတော့ easy ပဲနှစ်ပိုင်းပြီးလိုက်ပြီမင်းကိုအိုးလှကြပဲအော်မလေးဒီကောင်လေးထွန်းတော်နာတာကွာတခါဆို damage 3000လောက်ရော့တယ်ကဲနောက်ဆုံး island ကိုရောက်ပြီခုလိုပြည့်ပြီးတော့ပြေးရအောင်အိုးပြေးရမယ်အဝေးကနေပဲ damage ပေးမှရမှာပြေးရှင်ချနေတော့မဖြစ်ဘူးကကူတောင်ဖြစ်နေပြေးမှရမယ်လိုလေးပြေးလိုက်ပဲလုပ်လို့ရပါထောင်းပြီဗျိုးအောက်မှာမေးပေးတယ်ကောင်ငါထင်းနေငါချက်လို့မရဘူး what the fuck နှစ်ချက်ပဲထိရတေတော့မှာဟာ boss ကိုအနီးကချဖို့ဆိုမဖြစ်နိုင်ဘူးငါရဲ့ missile jab နဲ့ land ထူရမယ်ဆို damage ထွက်တယ်နေ boss ကငါတော့ကိုလိုက်နေတာပဲအိုးရထောင်းချက်ပဲ oh my god စောက်ရဲမိုက်ပါပြီ damage တောင်းခဏတော့မှထောင်းပြီလေညီလေးယာထောင်းမင်းတော့ပြေးပြီတော့ဟော boss ကငါတော့လိုက်နေတယ် what the fuck ဘလို့ပါနဲ့ oh my god ငါတော့ကိုမလိုက်ခဲ့နဲ့လို့ဟာစုံချင်းနေကောင်းတယ်ဒီဘဲတေတော့မယ်လို့ငါထင်တယ်ကွာအော်ရပြစ်တယ်ဟာကိုဟုတ်လာပြီထင်နေရလားဟမ်ညီလေးကိုမိုရီတော့မဟုတ်တော့ကိုမိုရီလို့ထင်နေပါတို့ကျွန်တော်လင်းနဲ့ခလုတ်ပတ်နေတယ်ကျွန်တော်ပုံဝင်နေပြန် bluff မစော့တယ်ဘူးယိုကျွန်တော်ရဲ့ viewer ကြီးနေတယ်လို့လားစော့နေရ okay ရပြီကျွန်တော်အကောင်းပြကျွန်တော် bluff ကောင်းမစော့တယ်ဘူးလင်းမရမယ်ငါထောင်းလို့လည်းမရအောင်ငါထောင်းနေတဲ့အခါမှာလွတ်တဲ့ကောင်ငါ့ကိုကျွေးမှာအဲ့တော့ပြေးလိုက်ပဲလုံးလို့ရမှာအိုးမေလင်းနေမှာပဲအိုးကျန်းလိုက်တယ်အာတေးဟာငါခုမှသတိထားမင်းငါဘက်ကလူတယောက်မှမရှိတော့ဘူးကဟာအေးပါကွာ Oh my god, bro. Oh, hell no, man. What the fuck, man? Get your ass on, boy. Bye. Get your goddamn ugly ass on. ဟောမင်းတို့ထွက်သွားလားကွာတေးသွားလားထွက်သွားလားမနှောက်ပါနဲ့ကွာလက်ခွမ်းမယ်ခုတော့ကျွန်တော်တို့စောနာအမောင်ပြန်ပြင်ဆင်ပြီးတော့ rate မှာဖြစ်ပါတယ်ဒီတခါတော့နိုင်မယ်လို့မျှော်လင့်ပါတယ်နိုင်လဲနိုင်တင်တယ်ဒီကွာဟာဂျက်ကြီးထုတ်ထားပြီးတော့မှပြစ်စရာလူမရှိတော့ဘူးကောင်းကင်ရံကိုပဲဖောက်ခွဲလိုက်တော့မယ်ဂျက်ကြီးထုတ်ပြီးတော့မှ island 1ပြီးသွားပြီရဲ့ငါတို့ဘက်က magma awaken ကြီးကျစိန်နော်ကျွန်တော်လည်း magma awaken လုပ်မယ်အဲအကြောင်းမှကျွန်တော် video တင်ပေးမယ်ကျွန်တော်အခုတော့ magma awaken မလုပ်ရသေးဘူး magma awaken CB hand တော်မိုက်တယ်လို့ပြောကြတယ်ခုကတော့ dog fruit rate မယ် dog fruit rate rate ပြီးသွားရင်ကျွန်တော်တို့ live fruit rate ပါမယ် A few minutes later မစ်ဆိုချပ်ဖုန်းဖြီမင်းမေးလင်းတစ်ချက်ဆိုတော်တော်နာတယ်ဒီကနေပြီးတော့လှမ်းပြစ်ရမယ်အိုးတော်ရဝထီရောအိုးကျန်းနေကောင်းကျန်းနေခဏဆိုးကတာကြီးနဲ့ဘာမှမမြင်ရဘူးကွာဆိုးကတာကြီးနဲ့ဘာမှမမြင်ရဘူးမင်းတော့ boss ကိုဝင်ပိုင်းပြီလေအိုးမလေး oh my god နောက်တစ်ချက်ဆိုသေးပြီဗျကန်ကောင်းသွားတာဗျို့ထင်သွားရတာဟိုမှာ boss အကောင်ထောင်းမေးလိုက်တော့မယ်ကွာမသိဘူးလားဒီပဲတော်မာပဲကွာအော်ရခုဒီမသိဘူးက
ဒီရေခဲမုတ်ပေါ်မှာပဲစောင့်တော့မယ်ရေခဲမုတ်ထဲမှာရေခဲမုတ်ထဲဝင်သွားတယ်အပေါ်မှာစောင့်လို့မရဘူးအဲ့တော့လန်ထူပြီကွာ Okayအော်တေရောပဲအော်တေရောပဲဒီလောက် space ဝိုင်းတော့တာကောမတေသေးဘူးလားအော် boss တေသွားပြီကွာNPC ပေါက်စားတွေပဲကြံတော့အခုတော့နိုင်ပါပြီဟူးတော်သေးရပါကွာ Okay အခုဆိုရင်တော့ကျွန်တော်တို့ Dofru ရဲ့ second ability ကို awaken လုပ်မှာဖြစ်ပါတယ် fragment လည်းလောက်တယ်ဆိုတော့ကျွန်တော် easy ပဲ F ကဟို roller ကြီးမလားဒီ roller donut ကိုကျွန်တော်တို့ ability awaken လုပ်လိုက်ပါပြီကျွန်တော် fragment 2000လောက်ကုန်သွားပါတယ် scorching donut ဖြစ်သွားပြီအိုးလမ်းသွားပြီလုံးဝဒါကြီးကိုပြောင်းချင်းတော့လုံးဝမီးရတောက်နေအောင်เนาะ scorching ဆိုတဲ့အဓိပ္ပာယ်ကတော့ရဲဟိုမှာဒီပူလောင်တဲ့အရာကိုပြောလို့ရတယ်အခုဆိုရင်တော့လုံးဝဟိုမှာစောက်ရဲမိုက်တဲ့ဒိုးနဲ့ဖြစ်သွားပြီရှီးပေါ်မှာလည်းတွားလို့ရတယ်ဆိုတော့အဆင်ပြေတယ်ကွာဒီ ability ကတော့လုံးဝကျွတ်စင်ကွာပို့ပြီးတော့လည်းမြန်သွားတယ်ရေပေါ်မှာလည်းတွားလို့ရတယ်ဆိုတော့လုံးဝမိုက်တယ်ကျွန်တော်တော့ကြိုက်တယ် brother တော့မသိဘူးကျွန်တော်တကယ်ကြိုက်တယ်လုံးဝကျွတ်စင်ကြည့်လိုက်ဗျာလုံးဝအလန်းကြီးဗျာနောက်ကနေပြီးအဲ့လိုမျိုးF ကိုလွတ်မိပါတယ်ခုကျွန်တော်တို့နောက်ထပ် ability အတွက် rate ကြပါမယ်အိုးအခုမှသတိထားမိရဲ့နေရန်တွေကိုကတ်မှပဲမီးရထွက်သလိုပဲเนาะကဲကျွန်တော်တို့နောက်ထပ် rate တွေဆက်ပြီးတော့လုပ်လိုက်ရအောင်လိုင်းမကောင်းဝေးဆော့ရတမျိုးရွယ်လိုင်းမကောင်းတော့မင်းမေလေးကိုထောင်းမိလိုက်ပြီOkay အော်ပြီးသွားပြီ Island 1ပြီးသွားပြီ Let's go မြင်သွားမယ်နေကငါတင်မောယူခဲ့လိုက်မယ်တင်မောမောင်းလို့ရတာပဲကျွန်တော် rate တိုင်းတင်မောတစ်ခါမယူဘူးဒီခါတော့ကျွန်တော်တင်မောနဲ့တော့မယ်ညံ့နေတယ်ကွာတက်ပါအေးရပြီတင်မောနဲ့လာပြီကွာချိုးပါကကြိုပြီးတော့စောင့်နေမယ်ဟေးမင်းတို့ကတော့အမှချနေငါဒီဘက်မှာကြိုပြီးတော့စောင့်နေနိုင်မယ်အော်မှာ Island 3ကမပေါ်သေးဘူးနော်အဲ့တော့ဒီနားမှာရလိုက်တာကောင်းမယ်ဆရာကြီးလာပြီအားလုံးလမ်းဖယ်ကြဆရာကြီးလာပြီကွာဟိုးမှာညီလေးကင်ပေါက်ပြီးလာပြီမင်းတို့ထိုးပြီကွာဘယ်ပြေးမလဲမိချိုတယ်မင်းလွတ်မှာမဟုတ်ဘူးအဲ့ရစောင်းရင်အားရတယ်ကွာတော့အနစ်ကြီး Okay ပြီးသွားရမသိဘူးတွေ့ရောအော်ဒီမှာကြွေးတော့တလွဲဟာရှေ့ရတဲ့ခန့်နေရပဲမက်မာရောကစ်ဆူနေရောဟာအေးပါကွာ Island 2 ပြီးသွားပြီ Let's go လာပြီဖုန်းဒီကောင်ကင်ပေါက်ရမယ်တေသွားပြီကွာနေပါဦးကထိုးခွင့်ပေးပါဒီမှာရှိရဲဒီကောင်လေးဟောဒီပောက်ကွဲတဲ့အခါမှာကွာလောကမီးတွေရောအဲ့လိုမျိုးပောက်ကွဲပြီးတော့လေမိုချီအဖြူလေးတာမိုချီဆိုမှဒီ fruit ကကျွန်တော်တို့ anime ထဲမှာဆိုတော့မိုချီတီးပေါ့နော်ဟိုအဖြူရောင်မိုချီမုတ်လုံးနေတာကျွန်တော်လည်းမပြောတော့ဘူးဗျာမြန်မာလိုဆိုရင်တော့မုတ်လုံးကြီးပေါ့ဗျာသိရမလားမုတ်လုံးကြီးပေါ့ဟုတ်လားမုတ်လုံးကြီးပေါ့လားဆန်မုတ်လားမုတ်လုံးကြီးပေါ့လည်းဆန်မုတ်မယ်ပြောမပိုင်မိလိုက်ပြီကွာ just see oh my god တန်းကြပဲ Okay Island 3B ရောဆက်ပြီးတော့ဒိုးဝင်မင်းဘာလို့တော့ super human လက်ဒီကိုမြည်ကြည့်လိုက်အေးအနာအကြာကြီးနေလို့မကောင်းဟေးလစ်မယ် boom Okay အော်ဒီမှာအိုးအကြာကြီးပဲ Okay let's go boom လမ်းကျပဲဗျို့ရှော့မှာကြာဖို့လည်းရပြီလားကြာဖို့မပါဘူးဟေးကင်ပေါက်လာကြိုးကြီးอ่ะကျွန်တော်လည်းမပြောတတ်ဘူးဗျို့စိုးကြတာရောမက်မာရော what the fuck စောင်းရင်ကျန်းနေပြီဟေးဆိုင်ငယ်မောင်းနေမှာမဟုတ်တော့ဆိုင်ငယ်မောင်းတယ်ဗောလက်တီးရထိုးတယ်ပြီးသွားပြီမပြီးသေးဘူးကကြံသေးရအိုးတေတော့မယ်မလေးဇိုးဝင်နေရှော့တော့မှာဖုန်း boss လာပြီညဟိုမှာ bossပေါ်တယ် opening
အိုးတေးတော့မယ်တေးအိုးမလဲတေးဝါနိုင်နေဟာဒီညောင်းထွက်ပြေးနေရမယ်ကောင်းတယ်ကိတ်မုတ်ထဲဝင်ပြီးပုံးနေရပို့ပြီးတော့ကောင်းတယ်ကွာဒီဘဲဘယ်နားမှာလဲအော်ဟုတ်ပါဒီကောင်နေချနေဒီကနေလမ်းပြစ်လို့ရတာပဲအော်ထိရကွာထိရဒီကနေလမ်းပြစ်လို့ထိရကျွန်တော်တို့ဒီပေါ်မှာ EC လေးပဲနေလိုက်တော့မယ်ဒီကနေပြီးတော့လမ်းထုလိုက်မယ်ထိတယ်ဒီကနေလမ်းထုရင်ထိရညမှာအော်ဟိုးနှကောင်ဟိုးနှရောကွာဝင်ပိုင်းမိလိုက်ပြီ Okay ကျွန်တော်တို့နောက်တဲ့ rate တစ်ခုတော့အောင်မြင်နေပြီးတော့ပြီဟာ Okay ပါကျွန်တော်တို့ဒီခါတော့ X ability ဖြစ်မယ်ဟုတ်တယ် X ability ကို fragment 3000နဲ့awaken မိပါပြီเนาะ Peachtree River လို့ခေါ်ပါတယ်ကျွန်တော်စမ်းကြည့်လိုက်မယ်ကဲဒီနားလေးမှာစမ်းရင်တော့မိုက်ပဲပေါ့အိုးဘာရောမယ်လွတ်လိုက်တော့မယ်အိုးလာလမ်းလိုက်လားရှယ်ကြီးပါလုံးဝတကယ်ကြီးကျန်းတာဒီကိုထက်ပြီးတော့စမ်းကြည့်လိုက်မယ်ဒီဘက်မှာ Okay အိုးဖိရရင်ပို့ပြီးတော့ကြီးရယ်လို့ထင်တယ်မိုက်တယ်တော်တော်မိုက်တယ်ဟိုအရင် sticky dove နဲ့ကဘာမှမဆိုင်တော့ဒါကြီးကတော့ပောက်ကွဲတာကြီးတော့ထိုးခွဲလိုက်ရပောက်ကွဲသွားလိုက်ရကျွတ်စင်အမမြင်တဲ့အတိုင်းပဲနောက်တစ်ခုကတော့စောက်ရဲမိုက်တယ်ဗျာစောက်ရဲမိုက်တယ်ဒီတိုင်းသုံးချင်တော့ဖိထားတာမဟုတ်ရင်ထိုးလိုက်တဲ့ပုံစံမျိုးဒီမှာကျွန်တော်ပြမယ်တွေ့လားအဲ့လားဆိုရင်ဘာမှမဟုတ်ဘူးလို့ထင်ရပါမယ်NPC ကိုသုံးလိုက်ရင်တော့ကျွန်တော်မပြောတတ်သေးဘူးကဲအဲ့ဒါဆိုကျွန်တော်နောက်ထပ် raid တစ်ခုစလိုက်အောင်ဒီခါ raid ရတော့နည်းနည်းမြန်နေလို့ပြောမယ်ကျွန်တော်တို့ဘက်ကဗုဒ္ဓ user ပါတယ်ဆိုတော့ raid တဲ့နေရာမှာတော်တော်ကြီးကိုအဆင်ပြေရဗျာ Peachtree River သုံးပြမယ်ကြည့်လိုက်အမဟိုကောင်ကိုလန့်ထိုးလိုက်တွေ့လားအစင်းထိုးသွားတွေ့လားတခြားမြင်လိုက်တာမသိဘူးအဲ့နားမှာဆောနာရောင်းကြီးကာလာတွေထွက်နေတော့တခြားမမြင်လိုက်ဘူးနဲ့တွေ့ခဏကူးလောင်းပြီပါကျွန်တော်သုံးပြမယ်Peachtree River ခဏနော်ဘုံညနေသုံးပြမယ် Oh boss တွေ့လား boss ကိုသုံးလိုက်ပြီတွေ့လား boss ကိုနှစ်ချက်ဆင့်ပြီးတော့ထိုးလိုက်ရတွေ့လိုက်တာပဲအဲ့ကိုဇက်လိုက်ထိုးကွာကြာလုံးလို့ကြည့်နေကျွန်တော်သုံးပြမယ်ရှော့အောင်တွေ့လားနှစ်ဆင့်ထိုးသွားတွေ့လားအဲ့ဒါကိုပြဘာမဟုတ်ကျန်တာတော့ဘာမဟုတ်ဒီကနေပဲလန့်ပြစ်လိုက်တော့မယ် Okay boss ကတော်မိုင်းနော်ကျွန်တော်အထင်တွေး2သိန်း3သိန်းလောက်ရှိမယ်ထင်တယ်ကျွန်တော် Peachtree River ဖိပြီးတော့သုံးပြမယ်ခဏညီမတေချာမမြင်ရသေးလို့အော်ဒီမှာ boss ရောက်လာရော့အမအိုးစလိုက်ထိုးသွားတွေ့လားအဲ့ဖိပြီးတော့သုံးလာလို့စောက်ရဲမိုက်တွေကွာလောကျွတ်စင် Mr. Jab ရော့အမ Oh my god Let's go ပြီးပါပြီကဲအခုဆိုရင်တော့ကျွန်တော်တို့ဒီဟိုပါ ZXBY ဆိုတော့ C ability ဖြစ်မယ်C ability ကို fragment 4000နဲ့ awaken လုပ်လိုက်ပါပြီဒီမှာမြင်ရတော့ piercing close line ဆိုပြီးတော့ဖြစ်သွားတယ်အန်တထွက်မှာတော့ sorry ပါကျွန်တော်အဲ့ဒါစမ်းကြည့်လိုက်အောင်မယ်နေဘယ်သူ့တော့မှာလဲokay တီဗီဒီရှိရကောင်တော့မှာအိုးဟိုdownload ပြီးအောင်မဆွဲရသေးလို့ဖြစ်မယ်လမ်းတာတော့တော်တော်လမ်းတယ်ထပ်ပြီးတော့စမ်းကြည့်လိုက်မယ်ဒီကနေပြီးတော့ target ရှိအောင်လိမ့်သွားပြီးတော့ဒီမှာဆွဲရမ်းပြီးတော့ထောင်းချလိုက်တာပေါ့နော်တော်တော်ကြီးကိုမိုက်တယ်တကယ်တော်တော်မိုက်တယ်မနာဘူးတော်တော်ကြီးကိုမိုက်တယ် Mr. Jab ဖုန်းလာပြီဖုန်းကျစေးတော့လမ်းချက်ပဲနော် Mr. Jab ဖုန်းဟိုမှာ boss လာပြီကွာမင်းကိုမိပြီကွာဒါမေကတော့အဲ့လောက်မထွက်ဘူးကွာဒါပေမဲ့တော်တော်ကြီးကိုမိုက်တယ်ညီလေး
ညီလေးဘယ်ပြေးနေရလဲအဲ့ကောင်တော့ထိုးမယ်ကွာ super human လက်တီးနဲ့အဲ့ဟိုကလည်းအပေါ်ကနေပြီး mark လက်တီးနဲ့ထိုးတယ်ဒီဘက်တေရောပါရောအမမိသွားပြီဟိုးလမ်းချက်ပဲဗျို့ဖုန်းစောင်းရမ်းလန်းနေကွာဒိုဖရူက full awaken ဆိုရင်ပုံမိုက်မယ် full awaken လာမယ်ခုကတော့2ခုလောက်ပဲလိုတော့တယ်ကျွန်တော်ထင်တော့ဟာမတည်သေးဘူးကဒီဘက်ကမာလိုက်တာဒီဘက်ကမာလိုက်လားမင်းမာလိုက်တာဟမ်အိုးလှုပ်တယ်ဟာသူကလည်းလှုပ်တယ်ဟာโอเคပြီးပါပြီဒီတစ်ခါနည်းနည်းကြာသွားတယ် fragment 1000လောက်အပြည့်မရဘူးကဲကျွန်တော်တို့အခုက tap ability လားမသိဘူးဟုတ်တယ် tap ability ကိုပြောတာ okay tap ability ပြောရင်တော့ကျွန်တော်တို့ M1 ပေါ့နော် fragment တော့4000ကုန်ပါတယ်ကျွန်တော်မှလည်းလောက်သေးရဲ့ဆိုတော့ okay tap ability ရပါပြီတွေ့လာကျွန်တော် basic attack လို့ပဲပြောမယ်ဗျာဒီ Mobile Legends တို့ဘာလို့လဲမှာဆိုတော့ basic attack ပေါ့ဘာ spell မှသုံးစရာမလိုဒီတိုင်းထိုးလို့ရပါပြီအစဒီအားလိုမျိုးထိုးလို့မရဘူးအခုတော့ထိုးလို့ရပါပြီမိုက်တယ်မစိုးမကြည့်လိုက်လမ်းနေတပထမတစ်ချက်ထိုးတယ်နောက်တစ်ချက်ဆိုဒုတိယတစ်ချက်ထိုးတယ်တတိယတစ်ချက်ဆိုနှစ်ခုလုံးပေါင်းပြီးထိုးတယ်โอเคစိုးကမိုက်တယ်ဒါပေမဲ့နေရလို့ခံစားရတယ်ဒါကြီးကိုတော့တော်တော်များများသုံးကြမယ်လို့တော့မထင်ဘူးဒါပေမဲ့ M1 ပါတယ်ဆိုတော့မိုက်တာတော့တော်တော်လေးကိုမိုက်သွားတယ်ပြီးတော့ဒီမှာလောက်ထားတဲ့ပုံစံလေးကိုလည်းကျွန်တော်သဘောကျတယ်တည်ပါလားလုံးဝ category ကြနေတယ်လုံးဝမိုက်တယ်ဗျာโอเคအဲ့တော့ကျွန်တော်နောက်ဆုံး channel rate ကိုလောက်လိုက်ရအောင်ဗျာဒါနဲ့နောက်ဆုံး less rate မှာကျွန်တော်တည်သွားခဲ့ပါတယ်တည်ပြီးတဲ့အခါမှာကျွန်တော်ထူးဆန်းတာတစ်ခုဖြစ်သွားခဲ့တယ်အဲ့တုန်းကမြည်ပါမသိတဲ့နေရာကြီးတစ်ခုကျွန်တော်ရောက်သွားတာဗျာကျွန်တော်ရဲ့ screen တစ်ခုလုံးကအရက်တောက်ထားတဲ့လူတစ်ယောက်ရဲ့မြင်ကွင်းတစ်ခုလိုမျိုးလှုပ်ပြီးတော့မူးလာတယ်ပြီးတော့ဘယ်ရောက်နေမှန်းကျွန်တော်မသိဘူးတန်လိုက်အိမ်မြောင်ကလည်းဘယ်ကိုပြနေမှန်းမသိဘဲနဲ့ကျွန်တော်ပင်လယ်ကြီးတစ်ခုတော့ရုပ်တရက်ရောက်သွားတယ်တော်တော်ရွထူးဆန်းနေဗျာဒါ barrier တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ပြီးတော့ကျွန်တော်ရဲ့ space အကုန်လုံးလည်းကျွန်တော်ဒီမှာသုံးလို့ရနေတယ်ပြီးတော့ဗျာဒီမှာမြင်တဲ့အတိုင်းပဲကျွန်တော် shot race ယူထားတာဆိုတော့ရေပါကူးလို့ရတယ်ဆိုတော့ဒီမှာဗျာတန်လိုက်အိမ်မြောင်ကြည့်လိုက်ကျွန်တော်ကလုံးဝအဝေးယူရောက်နေတာအဲ့ဒါနဲ့ကျွန်တော်လည်းဟာမဖြစ်သေးပါဘူးကွာဆိုပြီးတော့ reset လုပ်လိုက်တယ်ကန်ကောင်းစွာနဲ့ပဲဒီနေရာကိုကျွန်တော်ပြန်ပြီးရောက်လာခဲ့တယ်ကျွန်တော်ပြောပြတာကိုဒီဘဲကဘယ်လိုရောက်သွားလဲဆိုပြီးတော့ပြောနေပါသေးတယ်No Phoenix bro ငါမ Phoenix တခါမှမရဘူးကွာမင်း Phoenix ကိုချစ်ပြားနဲ့လဲလိုက်တာပဲ What the fuck ငါ Phoenix တခါမှမရဘူးဟာနှမျောစရာကြီးကွာဒီဘက်ဈေးပေါ်တယ်မင်းဈေးပေါ်ပြောငါ Phoenix တကယ်တခါမှမရဘူးကဲကျွန်တော်တို့ဒါကတော့လောဝမှာ less rate ဖြစ်ပါတယ်ကျွန်တော် midnight blade ပဲပြောင်းထားလိုက်ပါတယ် midnight blade ကကျွန်တော်တော်ပို့ပြီးတော့ကောင်းတယ်ဒီဘက်ကတော့ဗုဒ္ဓ user ပေါ့နော်အဲ့တော့ rate ရတာအဆင်ပြေပါတယ်သူ့မှာ Phoenix 4ခုတောင်ရှိရတဲ့ okay ပါကဲစပြီဆိုရင်ပင်လယ်ဘက်ကိုပြေးတော့တာပဲဟုတ်တယ်တည်မလား carry မဲ့ဘဲပါတယ်လေကဲဒီမှာကျွန်တော် M1 နဲ့ထိုးရတာတော့တကယ်အဆင်မပြေဘူးဗျို့ M1 ကနေတယ်ဗျဒုတ် M1 တော့တကယ်နေတယ်အိုင်လဝန်ပြီးပါမြင်တာပဲဒိုးနဲ့ပြောင်းပြီးတော့ပဲသွားတော့မယ်ကွာငါတစ်ချိန်လုံးရေကူးနေတာငါဓာကြီးပြောင်းပြီးတော့သွားဖို့မေ့နေတာတော်တော်မြန်တယ်ကွာကြည့်လိုက်တကယ်ငါမေ့နေတာမင်းမေလင်လန့်လိုက်တာကွာအကြီးပဲဗောသားဟာလက်ခွန်းထဲမှာရုပ်တရက်ကြီးရောက်လာထိုးပေးလိုက်ပြီမင်းဒီကောင်နေဘယ်ရောက်နေအောင်ဒီမှာဟုတ်မင်းလာပြီငါလာပြီ Yo Oh my goodness အခုမှ download ဆွဲလို့ပြီးသွားတယ်နဲ့တော့အနီရောင် Supreme Haki ရေနော်မြင်လိုက်ရမသိဘူးတော်တော်ကြီးကိုမိုက်တာကွာတော်တော်ကြီးကိုမိုက်တယ်လာပြီကွာဒါယူပဲအဝေးကလို့ဖို့ကြံတော့တာကွာ Okay ပြီးသွားပြီကျွန်တော်တို့ Island 3ကိုရောက်ပြီ
let's go မြန်မြန်သွားမယ် full awaken ဖြစ်ဖို့အတွက်ကျွန်တော်တို့ ability တစ်ခုကိုပဲ awaken လုပ်ဖို့ကြံတော့တယ် boom okay ဟာတစ်ပင်နဲ့ကွဲနေတခြားမမြင်အောင်အော်ဒီကောင်ကနောက်ကနေပြီးတော့ဘာလိုက်လုံနေရတော့ဘာလိုက်လုံနေရတော့စောက်ရဲမိုက်ရကွာအဲ့အနီအောင်ဟာကီရလောကျွတ်စင် holy moly မို့ပါလေ ole mole တကယ်လမ်းလာ brother တို့တကယ်စောက်ရဲမိုက်တယ်ကဲကျွန်တော် island 4ရောက်ပြီဗျို့ကြာကင် island 5 boss တက်ပြီးွားပြီဆိုတာနဲ့ကျွန်တော်တို့ full awaken ဖြစ်ပြီညီလေးอ่ะအော်ဟိုမှာတကောဒါပဲပြီးပြီအော်ဒီမှာနောက်တကောဒီမှာနောက်တကောကျွတ်စင်ဗျို့ဒါကြီးကိုတုံးလိုက်ဆောက်ရအားရတယ်ကွာကျွန်တော်တိပါပြီဘာလို့လဲဆိုတော့ကိုပြောင်းထားတဲ့ဟာကီကာလာပေါ်မူတည်ပြီးတော့အယောင်ထွက်တာဗျစောနာကကျွန်တော်ဟာကီကာလာဘာမှမချိန်တာတော့အနီရောင်ထွက်တယ်အခုကျွန်တော်အဖြူရောင်ချိန်လိုက်တဲ့အခါမှာစောနာအဖြူရောင်ကြီးပဲထွက်တယ်တိပြီကျွန်တော်တိပါပြီဒေါင်းတော့ဆွဲရမပြီးသေးရမဟုတ်ဗျာကျွန်တော်ရဲ့ဟာကီကာလာကြောင့်ဖြစ်တာကျွန်တော်ကဒီ snow white လားမသိဘူး white snow လား snow white လားအဲ့ဒါသုံးတာမလို့စောနာ Hell no, man. What the fuck? island 4ပြီးသွားပြီကွာနောက်ဆုံး island ကိုရောက်ပြီဟိုဘဲကတော့ဟိုမှာ share plan နေနဲ့ကိုချနေကျွန်တော်နောက်ကျတယ်ကဲကျွန်တော်ရောက်ပြီဗျာ boss ကအခုမှပေါ်မှာကြားတယ်ကွာဝင်တိုးမယ်လာပြီမိပြီဒါပေမဲ့2000တော့ကအိုးစိုးကတာနဲ့ဘာမှမမြင်ရသေးဘူးကွာအော်မ boss လာပြီအော်ဒီဘဲကဟိုကသုံးလာတာကွာ ghost v4 သုံးလာတာ damage တွေကို show လာ oh my god ပဲဘိုးသားနဲ့ ghost v4 နဲ့ပေါင်းစောင်းကျဲမယ်လို့ထင်တာပဲအိုးအများကြီးပဲကွာ boss ကောတခြား NPC တွေရောလာပြီကွာ boom missile jet okay ထိတာပဲတေတော့မယ်ထင်တယ်ကောင်ဒီကနေပြီးတော့9တလောက် damage လမ်းပေးလို့ရတယ် okay ထိတော့ထိလိုက်တယ်ကွာဒါပေမဲ့စောနာစိုးကတာကြီးနဲ့ဘာမှမမြင်နိုင်ဘူးအ ghost v4 now သွားလိုက် screen မောင်ကတော့နည်းနည်းစိုးတယ်ကွာမတည်သေးဘူးလားဒီလောက်ထိုးနေအောင်မတည်သေးဘူးလားဒီဘက်အာရငါထိုးကန်နေရနင်း oh my god ခုမှပြီးသွားတော့ကွာ okay ဟာခုဆိုရင်တော့ကျွန်တော် Doe Fruit ရဲ့ full awaken လုပ်လို့ပြီးပါပြီခဲဗျာကျွန်တော်နောက်ဆုံး V ability ကို awaken လုပ်တော့မှာဖြစ်ပါတယ်ဒီ V ability ပေါ့နော်ကဲဒါကတော့ကျွန်တော်ထင်တော့ fragment 9000ကုန်တဲ့ ability ဖြစ်ပါတယ်ကျွန်တော်မှာ fragment 2400ကျန်နေရဆိုတော့ easy လောက်ပါတယ် okay finally ကျွန်တော်တို့ Doe Fruit awaken full awaken လုပ်ပြီးပါပြီဟာတော်လမ်းသွားပြီယိုရှိုးလာစောက်ရဲမိုက်တယ်ကွာတကယ်စောက်ရဲမိုက်တယ်ဗျာကြည့်အောင်ဗျာလမ်းချက်ပဲလုံးဝလမ်းချက်ပဲကဲအဲ့တော့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲဗျာဗီဒီယိုဖြစ်မြောက်ရေးအတွက်ကိုညီပေးသွားတဲ့ brother တွေအကုန်လုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ပိုကောင်းတဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြပါမယ် channel လေးကိုလည်း subscribe လုပ်ခဲ့ပါဦး